အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ငယ်ငယ်ကအသေးဆွဲဟာတော့ဘီရင်ကြီး Mr. Bean ရဲ့ဒုတိယမြောက်ရုပ်ရှင်ဖြစ်တဲ့ Mr. Bean's Holiday ဆိုတဲ့ဇာတ်ကားလေးကိုတဝါကြီးရေမောရအောင်ပြန်ပြောပြပေးသွားမှာဖြစ်ပါတယ်ဇာလန်အစားမှာတော့လန်ဒန်မြို့ရဲ့မိုးအုံနေတဲ့နေ့တနေ့မှာ Mr. Bean တယောက်ရန်ပုံငွေကန်ဆန်းမဲ့ပွဲကိုရောက်နေပါတယ်သူမျိုးလိနေတိုက်ကနံပါတ်66ပါဒါပေမဲ့ပထမဆုံးနံပါတ်က6ဆိုပြီးကြီးညာလိုက်လို့စိတ်ပြက်လက်ပြက်နဲ့သူမပေါက်ဘူးဆိုပြီးလက်မှတ်ကိုလွှင့်ပစ်လိုက်ပါတယ်ဒါပေမဲ့ကန်ဒီယာကစမ်းကြတယ်ဗျာအဲ့ဒီလက်မှတ်ကခလေးလေးတယောက်ရဲ့ကစားစရာယထာပေါ်မှာသွားတင်နေပြီးပြောင်းပြန်ဖြစ်သွားတဲ့အခါ6ဖြစ်သွားတာပေါ့ဒီလိုနဲ့ Mr. Bean တယောက်ပြင်သစ်နိုင်ငံကန်စ်ကန်ဂျီကိုအလဲပတ်သွားခွင့်ယူရိုနေလာနဲ့ဗီဒီယိုကင်မရာအသစ်ဆက်တစ်လုံးကိုစုအဖြစ်ရရှိသွားပါတယ်သူ့ရဲ့ခရီးစဉ်ကတော့လန်ဒန်ကနေပဲရစ်အဲ့ဒီကမှတဆင့်ကန်စ်ကန်ဂျီကိုယထာနဲ့တွားရမှာပါပဲရစ်ကိုရောက်တော့ Mr. Bean တယောက်အလွဲဒီနဲ့စပါပြီကဲတူနော်ဘူရာကနေကဲတူလီယွန်ဘူရာကိုတက်ဆီစီးပြီးပြောင်းရမှာပါဒါပေမဲ့သူ့သွားခြင်းတဲ့နေရာကိုပြပြီးငှားလိုက်တဲ့တက်ဆီကမောင်းထွက်သွားပြီးတခြားတယောက်ငှားထားတဲ့ကားပေါ်ကိုတက်လိုက်သွားလို့သူ့သွားမဲ့ဘူရာမဟုတ်ပဲတခြားနေရာကိုရောက်သွားပါတယ်ဒါပေမဲ့လေဘင်းရဲ့ထုံးစံအတိုင်းဟာတာပြကွက်တွေနဲ့နောက်ဆုံးတော့သူ့သွားရမယ့်ဘူရာကိုရောက်သွားပါတယ်ပထမယထာကိုမှီပေမဲ့လေနောက်ထပ်အလွဲလေးတစ်ကြောင်ဒုတိယယထာကိုစောင့်ရင်ဘိုက်စာလူနေလေစာဝင်စားလိုက်ပါတယ်စားစောက်ဆိုင်ဝင်းတော့ဦးလဲလဲလေးပင်လဲစာစားပွဲကိုမှားမိပါတယ်ခယူတွေကမာကိုအစိမ့်လိုက်စားရတာဆိုတော့ဘင်းတယောက်မစားချင်နဲ့ဟန်ဆောင်ဝါပြနေရတာကတကယ်ဟာတာပါနောက်ဆုံးတော့ဘေးကအမျိုးသမီးရဲ့လက်ကန်အိတ်ထဲကိုခယူတွေခိုးထည့်ပြီးလစ်ထွက်လာခဲ့ပါတယ်အခုတော့ကန်စ်ကိုသွားမယ်ယထာပေါ်တက်ဖို့အချိန်ရောက်ပါပြီယထာပေါ်မတက်ခင်သူကရုရှားလူမျိုးရုပ်ရှင်ဒရိုက်တာကြီးအီးမေးလ်ကိုသူ့ကိုဗီဒီယိုရိုက်ပေးဖို့အကူအညီတောင်းပါတယ်အခါပြန်ရိုက်ခိုင်းရင်းနဲ့ယထာကထွက်ခါနီးထသွားပြီးဘင်းကတော့ယထာပေါ်ခုန်တက်နိုင်ခဲ့ပေမဲ့ဒရိုက်တာကြီးကတော့ကြံခဲ့ပါတယ်ပြဿနာကအဲ့ဒီဒရိုက်တာကြီးရဲ့သားလေးစတီဗန်ကယထာပေါ်မှာပါလာတာပါဘင်းကအပြစ်မကင်းစလို့ခံစားရပြီးကောင်လေးကိုဖျော်ပြဖို့ကြိုးစားပေမဲ့ကောင်လေးကတော့သူ့ကိုသဘောမကျပါဘူးကောင်လေးကသူ့အဖေကိုစောင့်ရမယ်နောက်ဘူးတာအရောက်မှာဘင်းရဲ့ကင်မရာကိုမသိအောင်ယူထားလိုက်ပါတယ်ဘင်းတရားကင်မရာကိုဆင်းယူရင်သူဆက်သွားမယ်ယထာကထွက်သွားတော့သူ့ပစ္စည်းအထုပ်တွေယထာပေါ်ပါသွားပါတော့တယ်ကောင်လေးလည်းဘင်းကိုတနာသွားပြီးကင်မရာပြန်ပေးရင်မိတ်ဖို့ကိုလှုပ်လိုက်ပါတယ်ကောင်လေးအဖေပါလာတဲ့နောက်ဆိုင်လာတဲ့ယထာကသူတို့စောင့်နေတဲ့ဘူဒါမှာမရက်လို့အဝေးကနေပဲကောင်လေးရဲ့အဖေကဖုန်းနံပါတ်ကိုပြပြီးဖုန်းဆက်ဖို့ပြနေပါတယ်နောက်ထပ်ဘင်းရဲ့အလွဲတကြောင်ဘူဒါတစ်ခုမှသူတို့နှစ်ယောက်လုံးယထာပေါ်ကဆင်းလိုက်ရပြီးပက်ဆန်ရောလက်မဲ့ရောပတ်စပေါ်ပါအကုန်ပါသွားအထိကန်ဆိုးသွားပါတယ်သူတို့နှစ်ယောက်ဖုန်းဆက်ဖို့ကြိုးစားပုံကလည်းရဲရပါတယ်ပတ်စံမရှိလို့ပတ်စံတောင်းတဲ့နေရာမှာကောင်လေးကဆွဲအောင်နိုင်ခဲ့ပြီးပတ်စံအနှဲငယ်ရလာပါတယ်ဒါပေမဲ့ဖုန်းနံပါတ်ကနောက်ဆုံးကနန်းပြောက်နေလို့တလုံးချင်းစီလိုက်နှိပ်ရင်းနဲ့ပတ်စံတွေကုန်သွားပြန်ပါတယ်ဘိုက်ဆာနီရဲ့သူတို့နှစ်ယောက်ဈေးမှာပတ်စံရအောင်ဖြောပြကြပါတယ်အော်ပရာတရှင်ကိုနှုတ်လန်းလှုပ်ယုံနဲ့ကနေတာကဒီကားဆက်အကောင်းဆုံးအခန်းတွေကတခုပါလူတွေကအရန်သဘောကျပြီးပတ်စံတွေအများကြီးပေးကြပါတယ်အဲ့ဒီပတ်စံနဲ့သူတို့ဘက်ကားလက်မှတ်ဝေးပြီးမဲ့ကားပေါ်အတက်ဘင်းရဲ့လက်မှတ်ကကြကြံခဲ့ပြီးလေလွင်နေတဲ့လက်မှတ်ကိုလိုက်ကောက်နေတဲ့ရဲစရာအခန်းနဲ့ကြည့်ရှုသူတွေအတွက်မရိုးပါဘူးနောက်ဆုံးမှာတော့လက်မှတ်ကကြက်ချေတောင်မှာကတ်ပြီးကားပေါ်ပါသွားလို့တခါလိုက်ဖမ်းရပြန်ပါတယ်ဘယ်လောက်ဝေးမစင်စားပဲရအောင်လိုက်တဲ့ဘင်းတယောက်လက်မှတ်ပြန်မရပေမဲ့လမ်းကြုံကားစီးသွားပါတယ်ကားမရလို့လမ်းရှောင်သွားရင်ကြုံရဝင်အိတ်လိုက်ပြန်ပါတယ်နိုးလာတော့ဘယ်ရောက်မှန်းမသိစစ်များနဲ့စစ်သားများကအင်းတွေကိုပစ်ခတ်ပြီးဝင်လာတွေ့လို့အန်ဒီရဲ့စစ်တော်မေထင်းနဲ့မင်းကလေးကိုကဲဖို့ပြီးဝင်သွားပါတော့တယ်။ဒါပေမဲ့သူရောက်နေတဲ့နေရာကနာမည်ကြီးဒရိုက်တာကြီးရဲ့ရုပ်ရှင်ကွဲကွယ်ကိုရောက်နေတာပါ။ခီးဆက်ထွက်လာရင်လမ်းမှာဘင်းတယောက်မင်းသမီးချော်လီစပင်းရဲ့ကားနဲ့လမ်းကြုံပါလာပါတယ်။သူကကန်စ်ရုပ်ရှင်ပွဲတော်ကိုတွားမဲ့သူပါ။လမ်းပြောင်းနေတဲ့ကောင်လေးနဲ့လည်းပြန်ဆုံပြီးစပင်းရဲ့ကားလေးနဲ့အတူခီးဆက်ကြပါတယ်။လမ်းမှာဘင်းတယောက်ကားမောင်းကူရဲ့ငိုက်လာတော့မျက်လုံးကိုစကော့တိန်နဲ့ကတ်ထားတာမအိတ်ချင်အောင်လုပ်တာတွေကဘင်းရဲ့ပုံစံအတိုင်းပါပဲနောက်ဆုံးတော့သူတို့ကန်စ်ကိုရောက်ပါပြီဒါပေမဲ့ရဲတွေကကောင်လေးကိုပြန်ပေးဆွဲတယ်ဆိုပြီးဘင်းကိုလိုက်ဖမ်းနေကြပါတယ်ဒါကြောင့်ဘင်းတယောက်အမိုးသမီးဝတ်ဆုံးပွက်ပြီးရုပ်ရှင်ပွဲတော်တွေကိုခိုးဝင်ရပါတယ်အဲ့ဒီချိန်မှာနာမည်ကြီးဒရိုက်တာကာဆင်ကလီရဲ့ရုပ်ရှင်ပြနေပါတယ်စပင်းကလည်းသူတန်းရှင်ပါဝင်ထားတဲ့အခန်းပါလို့ရုပ်ရှင်ပွဲတော်ကိုတက်ရောက်နေတာပါဒါပေမဲ့ဒရိုက်တာကသူမရဲ့အခန်းတွေကိုမပြပဲဖျက်ထုတ်လိုက်တာကြောင့်ဘင်းကသူ့ရဲ့ဗီဒီယိုကင်မရာထဲကရုပ်ပုံတွေကိုရုပ်ရှင်ရက်နဲ့တွားချိတ်ပြီးစပင်းနဲ့လမ်းမှာရိုက်ဖြစ်ခဲ့တဲ့အမှတ်တရတွေကိုပြလိုက်ပါတယ်။မင်းသမီးလေးစပင်းရဲ့အခန်းတွေနဲ့
ဘင်းရဲ့အလွဲတွေပေါင်းဆက်သွားတဲ့အခါမှာပိတ်သက်တွေကဒါကိုအနုပညာအသစ်ဆိုပြီးတခဲတဲ့နဲ့အားပေးကြပါတော့တယ်ကင်မရာမတ်လိုင်းတွေကိုပြနေတော့မယ်ဘင်းတယောက်ရဲ့အလွဲတွေကတော့ရဲနေရတော့မှာပဲရုပ်ရှင်အပြီးမှာတော့ကောင်လေးကသူ့အဖေနဲ့ပြန်ဆုံသွားပြီးဘင်းကတော့တကယ်တရေကြီးဖြစ်သွားပါတယ်ဒါပေမဲ့ဘင်းကတော့အောင်မြင်မှုကိုဂရုမစိုက်ပဲသူ့ရဲ့အိမ်မက်ထစ်တဲ့ကန်စကန်ဂျီကိုဆက်သွားဖို့ထွက်လာပါတယ်ဘင်းတယောက်ဆက်သွားစရာမလိုပဲအားလည်းရဲ့ခရီးသွားခြင်းကအောင်မြင်သွားပါပြီသူရောက်နေတဲ့နေရာကကန်စကန်ဂျီမှာပဲနောက်ဆုံးမှာတော့လာမယ်တချင်းတဲ့တာလင်းနဲ့အတူကန်းကြီးမှာလူတိုင်းပျော်ရွှင်စွာကခုန်နေကြခြင်းနဲ့ဇက်လန်းလေးကပြီးဆုံးသွားပါတော့တယ်ပိတ်သက်ကြီးတော့ဗျာမစ္စတာဘင်းလိုများတာအလွဲလွဲနဲ့ဆိုရင်ဘလို့ဖြစ်နေလောက်မလဲတင်ဆက်တဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုရင် channel ကိုလည်း subscribe လုပ်ပေးခဲ့ပါအောင်နော်